အော်မင်္ဂလာပါအမ ငလာပါမှန်ကလေးဟွာလေအမကိုလေဘာချက်လဲစိတ်ဖြစ်ပြီးတော့အာမခံလဲကောင်းကောင်းလေးဖြစ်ကောင်းမယ်ကွာအမကကြောက်လေလေးပတ်စံလဲပူပြီးရှိရဲလုပ်ငန်းရှင်ဖြစ်တဲ့အတွက်ကြောင့်မို့အမရဲ့လုပ်ခလေးတွေအတွက်ကိုလေအမမွေးနေ့မှာဆိုတော့ဘောက်ဆူလေးပေးနေတာအဲ့ဆိုအမစက်လုံးဆောင်ကောင်းလောက်ဒီမှာဆိုတော့လေအမခံကောင်း brand လေးအမကိုပြပေးပါလား အော်ဟုတ်အမရှိရလေမခဏလောက်ထိုင်လိုက်ပါလားကျွန်တော်လာခဲ့မယ် ဟွာလေးမောင်းလေး iPhone လေးကျင်ဆိုလို့လေဘယ်နာမှကျင်ရမလဲဆိုဖာလေးမှရှိပါ မရှိဘူးမ ဘယ်မှာကျင်ရမှာလဲအဲ့ဆို ဒီပုံမှန်တင်လို့ရရင်တော့ပါ သိစီတယ် စတိုးလည်းနေရတော့နေတယ်ကွာနောက်ပြီးတော့လို့ရှိရင်တော့ဆက်အတက်နဲ့လည်းခဲ့နေတယ်ခိုင်းစားလည်းကောင်းတယ်ဆိုဒီကောင်လေးအသက်ကြီးဒီကောင်လေးကတော့မှ3နှစ်လောက်ဝင်နေတယ်မှာဆိုတော့တော့ကောင်းတယ်ဖုန်းမျိုးပေါ့နော်ဒီကောင်လေးဆိုရင်မိုက်တယ်စတိုးလည်းအများကြီး ဒီကောင်လေးရောအမဘယ်လိုလဲ မောင်းလေးဒီကောင်လေးကိုစိုက်တာ ကျွန်တော်ကတော့ကြိုက်တယ် မောင်းလေးစီမြတ်ဆိုရှင်အဲ့လေးကို10လုံးထည့်လိုက် ဟုတ်ကဲ့အဲ့ဆိုဒီကောင်လေးကျွန်တော်စိတ်လုံးနဲ့ထည့်ပေးလိုက်မယ်နော် ဒီကောင်လေးကဆိုရင်မှာဘတ်ဂျက်စစ်ဖြစ်တဲ့ကြောင်မှာကျွန်တော်တို့ကနမီနီနာတော့နေတယ်ဆိုရင်နေနေကောင်လေးနောက်မှာဆိုရင်အရင်ကတော့အဆင်ပြေကောင်းတယ်ပေါ့နော်အဲ့ဒါဆိုတော့ အမအနေနဲ့ဒီကောင်လေးကြိုက်တယ်ဆိုလေဒီကောင်လေးထပ်ပြီးတော့ရွေးချယ်လို့ရသေးတယ်ဒါကျွန်တော်ကကျတော့အမထပ်ပြီးတော့ရွေးချယ်လို့ရအောင်ပြပေးတာ မောင်းလေးကိုစိုက်လိုက် ကျွန်တော်ကတော့ကြိုက်တယ်ဒီစင်းနှုံးဝင်းကြီးမှာဆိုတန်တယ်လို့ခံစားရလို့ မောင်းလေးစိုက်အားရယ်10လုံးထည့်လိုက် ဟုတ်ကဲ့ဒီကောင်လေးလည်း10လုံးထည့်ပေးလိုက်မယ်နော် မောင်ရေမောင်ဒါလေးခုလုပ်ပေးပါအောင်ဖုန်းကြီးအများကြီးဝယ်ထားရဟောင်းမောင်အိုင်ပါတိုင်းလို့ဒီပါတိုင်းလို့ အမဘာဖြစ်လို့လဲ ကျုပ်ကျုပ်ဝယ်အောင် အမဘာဖြစ်လို့လဲအမ